ဒီစူးစမ်းလုံစိတ်မရှိရဆိုတာဗျာတစ်တွေကိုတိတ်ပြီးတော့တင်ယူခြင်းသိမရှိတော့ဘူးတစ်ချိန်လုံးကြီးလဲကျွန်တော်အရာတိုင်းကိုလိုက်ပြီးတော့လဲစူးစမ်းနေလို့လည်းမရပြန်ဘူးလေနော်ဟုတ်တယ်မလားကျွန်တော်ဒီအောင်မြင်မှုပန်းနိုင်အောင်ကြတော့ဒီကျွန်တော်ဒီဆန်းလုတ်တယ်ဗျာဆန်းလို့ပေါ့နော်ရန်တာလုတ်တဲ့စိတ်တစ်ခုနဲ့လဲကျွန်တော်ဒီရှောက်လန်းလို့မရဘူးပေါ့ဗျာနောက်တစ်စိတ်တစ်ခုကတော့ကျွန်တော်ဒီလက်တွေ့စိတ်ဗျာဘာပဲလုပ်လို့ဗျာတက်တေတစ်ခုခုရှိမှလုပ်ချင်တာမျိုးအထောက်ထားရှိမှလက်ခံချင်တာမျိုးနောက်ဆုံးပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်တော့ဗျာပစ္စည်းရဲ့ကောင်းချက်ဆိုးချက်ကောင်းခြင်းဆိုးခြင်းတွေပေါ့နော်ဒါတွေသိရမှဝယ်တာမျိုးပေါ့နော်ဆုံးဖြတ်ချက်ချရင်တော့မှကျွန်တော်ဒီသူများနည်းတူဗျာမှန်တယ်ဆိုရင်အဲ့လိုမျိုးမှန်တယ်ဆိုပြီးလိုက်ပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးဒီစိတ်နှစ်ခုလုံးကိုကျွန်တော်တို့ဒီအလွယ်နားလည်အောင်ကျွန်တော်တို့မှတ်မယ်ဆိုလို့ရှိရင်ဗျာသူကအတိတ်ပဲဖွင့်ပေးထားတာဒီစိတ်နှစ်ခုလုံးကကျွန်တော်တို့ရဲ့ဒီအသိစိတ်ရဲ့ဖြတ်လန်းဉာဏ်လို့ခေါ်တယ်ဗျာကျွန်တော်တို့ခင်ဗျားတို့တွေကဗျာတခါတည်းပြောကြတာရှိဗျာအဲ့ဒါဘာလဲဆိုတော့ဒီကောင်လေးကဖြတ်ထိုးညံကောင်းတယ်ပေါ့နော်။ तू ကဖြတ်ထိုးညံအရင်ကောင်းတယ်ပေါ့နော်။ပြဿနာတစ်ခုဖြေရှင်းတာအရင်ဖြတ်ထိုးညံကောင်းတယ်လို့ပါတော့ပေါ့ဗျာနော်။ကျွန်တော်တခါတည်းမှပြောတတ်ကြတယ်။အဲ့ဒီမှာကျွန်တော်ထက်ကဗျာပြောခဲ့တယ်လို့ပဲဒီဖြတ်လန်းညံနှစ်ခုအဲ့ဒီအပေါ်ကနှစ်ခုကျွန်တော်ပြောခဲ့တယ်ပေါ့နော်။ဖြတ်လန်းညံနှစ်ခုကိုဖြတ်ထိုးညံနဲ့လည်းကျွန်တော်တို့မှားတတ်သေးတယ်ဗျာ။ဖြတ်လန်းညံဗျာပြဿနာတစ်ခုခုကြုံရတဲ့အချိန်မှာကျွန်တော်ဒီအမှားမှန်ကိုတေချာမစင်စားမတွေးခေါ်တော့ဘဲနဲ့ငကိုရှိပြီးသားအတိတွေကိုဗျာအခြေခံပြီးတော့ကောင်းခြင်းဆိုးခြင်းကိုခွဲခြားဆုံးဖြတ်ပေးတဲ့စိတ်ဗျာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပုံသေးကြီးပေါ့နော်တခုပုံသေးကြီးမှတ်ထားတဲ့စိတ်ပေါ့ဗျာဥပမာပေးရရင်ဗျာကျွန်တော်စာရင်းနေကျွန်တော်စီစာရင်းနေနဲ့ဗျာဘောပင်ကမှင်ကုန်သွားတယ်ဗျာအဲ့လိုမျိုးမှင်ကုန်သွားဘူးတယ်ပေါ့နော်ကျွန်တော်ဒီပထမတစ်ခါမှမှင်ကုန်သွားဘူးတယ်နောက်တစ်ခါမှလည်းကျွန်တော်ဒီစာရင်းနေနဲ့ပဲဘောပင်ကရေးလို့မရတော့ဗျာအဲ့ဒီခါမှာဖြက်လန်းညံကနေပြီးတော့သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့သူ့ရဲ့လှုပ်ပုံကဗျာပထမတစ်ခါတော့ကကျွန်တော်ဒီစာရင်းနေတော့ဗောနော်မှင်ကုန်သွားတယ်ဗောနော်ဖြစ်ရလေးကိုအဲ့ဒီအတီလေးကိုကျွန်တော်မှတ်ထားပြီးတော့အဲ့ဒီတော့အတိုင်းပဲဒီတစ်ခါလဲကျွန်တော်ဒီမှင်ကုန်သွားပြီလို့ကျွန်တော်သတ်မှတ်လိုက်တာဗျာတန်းပြီးတော့ဘုန်းကြီးလည်းရေးမှာမှင်ကုန်သွားပြန်ပြီကွာဒီလိုမျိုးပေါ့ဗျာနော်ဒါဟာဖြက်လန်းညံတီးပြီးသားအတီကိုပဲကျွန်တော်ကအမြန်သုံးချလိုက်တာမျိုးပေါ့ဗျာသူကအရမ်းမြန်တယ်ဒါပေမဲ့အဲ့ဒီဘောပင်လေးကဗျာမှင်ကုန်တာမဟုတ်ဘဲနဲ့ကျွန်တော်ဘောစီကြွေတာမျိုးရုပ်တရက်လေးခုတ်ပြီးတော့မှင်ပြတ်သွားတာမျိုးမဖြစ်နိုင်ဘူးလားဒီမှာဖြတ်ထိုးညံကိုအသုံးချတဲ့သူကကြတော့ဗျာပြဿနာရဲ့အရင်းမြစ်ကိုအဆုံးထိလိုက်ပြီးတော့သူကစဉ်းစားသုံးသပ်ပြီဒီတစ်ခါရောဒါလေးကမှင်ကုန်တာရောဟုတ်ပါမလားတေချာရှာဖွေပြီးတော့ဗျာတိကျတဲ့သူကအဖြေထုတ်တယ်ဗျမြန်ကောင်းလဲမြန်နိုင်တယ်ကြာကောင်းလဲကြာနိုင်တယ်ဒါပေမဲ့ဖြတ်ထိုးညံကအကောင်းဆုံးအကြောင်းကျိုးတွေဗျာတိနေပြီးသားအဲ့ဒီအတိပေါ်မှာထပ်ဆင့်ပိုင်းခြားပြီးတော့သုံးသပ်ပြီးတော့ခွဲခြားဆုံးဖြတ်ပြီးတဲ့စိတ်မျိုးဗျတေချာနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ဒီမှင်ကုန်သွားတယ်ဆိုတဲ့အတိပေါ်မှာအဲ့ဒီအတိကိုပဲမယူလိုက်ပဲနဲ့သူကထပ်ဆင့်ပြီးတော့ဒီပြဿနာရဲ့အရင်းမြစ်ကိုထပ်ရှာတဲ့ပုံစံမျိုးပေါ့ဗျာဒါဖြတ်ထိုးညံလို့ခေါ်ရတယ်ကျွန်တော်ဒီအုံနောက်ကိုအတုံးချပြီးတော့ဗျာဆုံးဖြတ်လက်ရှိတဲ့သူတွေကဗျာဖြတ်ထိုးညံကောင်းပြီးတော့အုံနောက်ကိုကျွန်တော်ဒီအတုံးချလေးမရှိဘဲနဲ့သူများရဲ့အမြင်လောက်ကိုတောင်းခံနေတဲ့သူတွေကဖြတ်ထိုးညံမကောင်းဗျာဖြတ်ထိုးညံကောင်းသူတွေကဗျာခေါင်းဆောင်ဖြစ်လာပြီးတော့ကျွန်တော်ဒီဖြက်လန်းညံကောင်းတဲ့သူတွေကျတော့နောက်လိုက်ဖြစ်လာတယ်ဗျာကျွန်တော်ဒီဓာရီအားလဲကျွန်တော်ဒီမွေးရပါစိတ်တွေမဟုတ်တဲ့တော့ဗျာဒီလိုပုံသေးမျိုးအများအားတွေးမနေပဲနဲ့စိတ်ဆိုတာလဲကျွန်တော်ဒီပြင်ဆင်ပြီးတော့ပေါ့နော်တွေးခေါ်တတ်ဖို့လဲကျွန်တော်လိုအပ်တယ်ပေါ့နော်ကျွန်တော်ဒီဖြတ်ထိုးညံဆုံးဖြတ်ချက်နဲ့ဖြက်လန်းညံဆုံးဖြတ်ချက်တို့ပါဗျာလုံးဝကြွယ်ပြချမ်းလာတယ်ကျွန်တော်ဒီသူတို့နှစ်ခုကိုဗျာသုံးချပြီးတော့ရလာတယ်ရလက်တွေကလည်းမတူညီကြဘူးဗျာသူတို့နှစ်ခုစလုံးကဒီအတီးစိတ်ကနေပြီးတော့ဖြစ်လာတယ်ဆိုပေမဲ့အရန်ကွဲပြားချမ်းသာတယ်ဗျာအလုပ်ပိုဖြစ်တာအုံနောက်တွေကအတွေးတောင်ဗျာကျွန်တော်ဒီတပုံစံနဲ့ပေါ့နော်လုံးဝအဖြစ်မခံဘဲနဲ့ဖြည့်ရှင်းချက်အစ်စ်တွေထုတ်တတ်တဲ့ဖြတ်ထိုးညံဗျာဖြတ်လန်းညံတော့ကျွန်တော်ဒီတည်ငါပြဿနာတွေဖြည့်ရှင်းရမှာအသုံးဝင်တယ်ဒါပေမဲ့ရေရှည်မှာတော့ဗျာဒီဒါကိုအများအားသုံးချမိလို့ရှိရင်ကျွန်တော်ဒီအကျဉ်းစိုးတွေဖြစ်လာတယ်ပေါ့နော်ဥပမာပေးရလို့ရှိရင်ဗျာခင်ဗျားအိမ်ခေါင်းပေါ်မှာပေါက်တစ်ခုရှိတယ်ပဲထားတော့ဗျာအဲ့ဒီကနေပြီးတော့ကျွန်တော်ရေယူရဲပေါ့နော်ကျွန်တော်ဒီမိုးရွာတဲ့အခါတွေပါတယ်မှာတုတ်ကနေပြီးတော့အပေါက်လေးတစ်ပေါက်ရှိတယ်ဗျာအဲ့ဒီကနေရေယူရဲပေါ့နော်ကျွန်တော်အဲ့ဒါကိုဖြည့်ရှင်းမှုဗျာကျွန်တော်ဒီဖြက်လန်းညံပထမဆုံးဘာသူကဖြက်လန်းညံကိုသုံးချပြီဆိုရင်ဖြက်လန်းညံဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်ဒီအရာကိုကျွန်တော်တီတွတ်ဖာတဲ့တိတ်လေးနဲ့ကတ်လိုက်မယ်ပေါ့ဗျာနော်ဒါကတော့တို့တွေးမိတာလဲဒါလည်းပုံမှန် process တစ်ခုပဲဗျာပုံမှန်တီးပြီးသားအတီးတစ်ခုပေါ့နော်ကိုမျက်စိနဲ့ပဲမြင်လာတာဖြစ်ဖြစ်တနေရာနေကြားရတာပဲဖြစ်ပေါ့နော်ဒီလိုမျိုးတစ်ခုခုနဲ့ကတ်လိုက်မယ်ပေါ့နော်အပေါက်ပိတ်လိုက်ရင်ရပြီပေါ့နော်ဒီနေရာမှာတော့ဒါဖြက်လန်းညာဒါပြဿနာကိုဖြေရှင်းတဲ့နေရာမှာအမြန်ဆန်တယ်လွယ်ကူပဲဗျာ
ဒါမဲ့ဒီလိုဖြည့်ရှင်းရနေပြီးတော့တကယ်လို့များတုတ်ကအပေါက်တွေများလာမယ်အပေါက်တွေများလာတဲ့အခါတိုင်းမှာလည်းဒီတိုင်းပဲပေါ့နော်တိတ်ကပ်ပြီးတော့ရှင်းမယ်ဆိုလို့ရှိရင်ကြာလာလို့ရှိရင်ဗျာဟိုကဖာဒီကပေါက်နဲ့ဒီလိုနဲ့ပဲတန်တရားလဲပြီးတော့ကျွန်တော်ဒီရှင်းမနိုင်ဖြစ်တော့မှာပေါ့ဗျာနော်ဒီမှာကျွန်တော်တို့ကဒီဖြတ်ထိုးညံကိုအသုံးချဖို့လိုပါတယ်ဖြတ်ထိုးညံကိုကျွန်တော်ဘယ်လိုအသုံးချမလဲဆိုတော့ဘယ်လိုအသုံးချမလဲဆိုတော့ဗျာကျွန်တော်ဒီပုံမှန် process နောက်တစ်ခုမလိုက်တော့ဘဲနေပေါ့နော်တို့တစ်ချက်လုံးကျွန်တော်တို့ကဒီလဲတင်လဲရတော့မယ်ဗျာဒါပဲဗျာဒါပါပဲဒါပေမဲ့ဒီတွတ်တပေါင်းလုံးနဲ့တော့ဖြည့်ရရှင်းနေဗျာဒါပဲကျွန်တော်ဒီတွတ်တစ်ချက်လုံးကိုလဲတင်လဲရမယ်ပေါ့နော်ဒါမဲ့ကျွန်တော်ဒီတွတ်တပေါင်းလုံးနဲ့တော့အမြဲတမ်းကျွန်တော်ဒီဖြတ်ထိုးညံကိုအသုံးချပြီးတော့ပေါ့နော်တစ်ချက်လုံးလိုက်လဲနေဘူးလည်းမလိုဘူးပေါ့နော်ကျွန်တော်ဒီအပေါက်ကိုပဲဖာမယ်ဆိုတော့ဖြက်လန်းညံတိတ်ကောင်းတယ်ဗျာဒါပေမဲ့အပေါက်ကိုပဲအမြဲဖာမယ်ဆိုတော့ဖြက်လန်းညံနဲ့ကျွန်တော်ဒီတွတ်တစ်ချက်လုံးကိုလဲပြစ်မယ်ဆိုတော့ဖြတ်ထိုးညံပေါ့နော်နှစ်ခုစလုံးอ่ะပေါ့နော်သူ့နေရာနဲ့သူအသုံးချတတ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တွေအဲ့ဒါကိုလည်းတည်ထားဖို့လိုတယ်ဗျာမျက်နှာတရအသုံးချတတ်လို့ရှိရင်သူ့နေရာနဲ့သူအသုံးချတယ်ဗျာအရေးကြီးတယ်ကျွန်တော်ပြောနေတာဒါကိုအဓိကထားပြောနေတာဗျာသူ့နေရာနဲ့သူအသုံးချတတ်ဖို့ပေါ့နော်ဒါကြောင့်များကျွန်တော်ဒီဖြက်လန်းညံနဲ့ရှင်တန်ပြီးတော့ဖြတ်ထိုးညံနဲ့အလုပ်လုပ်ဖို့လည်းလိုတယ်ဗျာဘယ်ဆုံးဖြတ်ချက်ကိုမဆိုဗျာဒီညံကိုအသုံးချပြီးတော့အလုပ်ဖြစ်မဲ့အတွေ့ကိုကျွန်တော်ဒီအသုံးချတာအကောင်းဆုံးပဲဗျာအသုံးဝင်တဲ့ကျွန်တော်ဒီအတွေးတွေပေါ့နော်ခေါင်းထဲကနေပြီးတော့ထုတ်တတ်ဖို့တော့လိုတယ်ပေါ့ဗျာနော်ဖြတ်ထိုးညာကျွန်တော်ဒီအတွေးတစ်ခုတည်းပေါ့ဗျာထုတ်ပေးပေမဲ့ကျွန်တော်ဒီဖြက်လန်းညာကြတော့ကျွန်တော်ဒီအတွေးပေါင်းများစွာကိုထုတ်ပေးတတ်တယ်ဗျာဒါကြောင့်အဲ့ဒီညံလည်းကျွန်တော်တို့ကဒီအဲ့ဒီဖြက်လန်းညာတွေကအတွေးပေါင်းများစွာတွေကနေမှကျွန်တော်တို့ကဒီရွေးချယ်အသုံးပြုတတ်ဖို့လည်းလိုတယ်ပေါ့ဗျာနော်ဒါကြောင့်လည်းကျွန်တော်ဒီမလိုအပ်တဲ့အတွေးတွေနဲ့ခေါင်းရှုပ်ခံမနေတော့ဘူးဗျာလိုအပ်လာရင်လည်းကျွန်တော်ဒီရိုးရှင်းရှင်းနဲ့လွယ်လွယ်ကူကူဖြည့်ရှင်းတတ်တဲ့ဖြက်လန်းညံကိုကျွန်တော်တို့ကလည်းအသုံးချတတ်ဖို့လည်းလိုတယ်ပေါ့ဗျာနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအတွေးမများနေတဲ့တွေးတောတာဗျာဒီတိုင်းဗယံမတာရှောက်တွေးနေတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်တွေးတောရဖို့ဆိုတာလည်းတကယ်ခက်ခဲတယ်ဗျဒီတက်ပူခတ်တာများဘာမှမတွေးအောင်လုပ်ရတာဗျာကျွန်တော်ဒီလူတိုင်းမှာအတွေးတွေရှိရဗျာနော်အလကားနေကျွန်တော်ဒီတွေးလိုက်တဲ့အတွေးတွေကလည်းဗျာကျွန်တော်ဒီ69%လောက်ကဗျာသုံးစားမရတဲ့အတွေးတွေဖြစ်ဖို့များတယ်ဗျာတွေးလိုက်သမျှအတွေးတွေကလည်းတကယ်တမ်းလက်တွေ့မှာတော့ကျွန်တော်ဒီပေါက်တက်ကြရတွေလည်းများတယ်ပေါ့နော်တကယ်တမ်းဟုတ်တိပတ္တိတွေတွေးပြီးတော့ရောကျွန်တော်တို့ကအဲ့ဒီဟုတ်တိပတ္တိတွေးထားတာတွေကိုကျွန်တော်တို့ကလှုပ်ပြကြတာများတကယ်တမ်းလှုပ်ပြကြတာများရှိရလားပေါ့နော်တချို့ရတယ်ဆိုရင်ကျွန်တော်ဒီတွေးရနဲ့အချိန်ကုန်သွားပြီဗျာအချိန်ကုန်သွားပြီဗျာတကယ်မလုပ်ဖြစ်ကြတာများတယ်ပေါ့ဗျာနော်ကောင်းမွန်ပြီးတော့ယုတ်တိတန်နဲ့ကျွန်တော်တို့အတွေးမျိုးဝင်ဖြစ်နေပါစီဗျာတကယ်တမ်းအဲ့ဒီအတွေးတိုင်းကိုလည်းအကုန်လိုက်လုံနေဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဗျာနော်စိတ်ပူတာတွေကျွန်တော်ဒီစိတ်ပင်ပန်းရတာတွေဒါတွေကလည်းကျွန်တော်ဒီအတွေးတွေကြောင့်ပဲဖြစ်တာပေါ့နော်ကျွန်တော်ဒီအလုပ်ခွင်ထဲမှာဖြစ်ဖြစ်မိသားစုကိစ္စတွေနောက်ပြီးတော့အခြေရေးတွေလူမှုရေးတွေမှာကျွန်တော်တို့ကဒီတာမန်လိုအသေးပွားကိစ္စတွေမှာတော့ဗျာကိုယ်စိတ်ကိုနှိပ်စက်ပြီးတော့တွေးကျင်တဲ့အတိုင်းတွေးပေါ့ဗျာနော်တာမန်လိုအသေးပွားကိစ္စလေးတွေမှာအစားပေါ့နော်ဒီလိုမျိုးတွေးကျင်တိုင်းတွေးတကယ်မဟုတ်လားသေးတာတွေကိုကိုယ့်ဘာသာလက်ခံစိတ်တော့ကရှာနေတာတွေကတကယ်တမ်းကျတော့ဒီအတွေးတွေကြောင့်ဗျာတကယ်တမ်းမှာရောကျွန်တော်တို့ကပူပန်နေမြဲဗျာအဲ့ဒီပူပန်နေတာတွေကကျွန်တော်တို့တယောက်တည်းပဲကွက်ပြီးတော့ပူပန်နေတာမျိုးရောမဖြစ်နိုင်ပြန်ဘူးလားပြန်တွေးကြည့်တဲ့နယ်ဗျာနော်လေးနက်တွေးကြည့်တဲ့နယ်ပေါ့ဗျာနော်အတွေးတွေများပြီးတော့ကျွန်တော်တို့ကဒီအကျိုးမရှိတာတွေများနေပြန်တော့လဲနောက်ဆုံးဘာဖြစ်လဲစိတ်ပင်ပန်းရတာပဲဖတ်တင်နေလေဗျာဟုတ်တယ်မလားဘာမှသုံးစားလို့လည်းမရအသုံးနှမဝင်တဲ့အတွေးတွေတကယ်တမ်းလည်းဖြစ်မလာတဲ့အတွေးတွေကိုဗမာသွားပြီးတော့ကျွန်တော်ကအသုံးချမှလည်းဘယ်နေရာမှာသွားပြီးတော့အသုံးကျလာမှလည်းပေါ့ဗျာနော်အကျိုးရောရှိရလားအကျိုးလည်းမရှိအကျိုးရှိလားပြန်တွေးကြည့်ရလဲအကျိုးလည်းမရှိဘူးဗျာကိုကသာကိုကသာစိတ်ပူပန်ပင်ပန်းပြီးတော့စိတ်တော့ကရောက်နေတာဗျာတကယ်တော့လုံးဝတုံညဗျာဗလားတွေဗျာတခုကျွန်တော်နားလဲရမှာဗျာကျွန်တော်ဒီအစိုးမြင်စိတ်ပေါ့နော်အပူကြီးစိတ်ဒီတော့ကအတွေးတွေကတော့ဘယ်မှာသွားပြီးတော့အကျိုးရှိမှာလဲဗျာဟုတ်တယ်မလား